ပဲအမျက်နှိုးဆုံးဆိုတော့နှလုံးသားတွေကလည်းဘုရားကိုပြောမယ်အနေချင်းဆုံးသောနေရာကိုယ်တော်ရဲ့တိုင်းတော်အတွင်းဆုံးမှာတလုံးရှိခြင်းတဲ့ကိုယ်တော်ဖွင့်ပြတော်ရာအမြဲတမ်းချခြင်းတဲ့ဟာလေလုယာအလိုချင်ဆုံးနဲ့ကိုယ်တော်ပဲအလိုချင်ဆုံးသောအရာကိုယ်တော်နဲ့တန်တရာပြီးတရာတူခြင်းဇာတိများစိတ်ဆန္ဒကိုယ်တော်မနဲ့တော်ရာပုံသွင်းပြုပြန်ပါကျမတို့ရဲ့မာနတွေအားလုံးဘုရားအရှိမချရအောင်ငါဆိုတဲ့မာနတွေခွာချပြီးဇာတိတို့ဘောတွေကတိုင်းတဲ့တင်သက်ပြီးဒီနှလုံးသားရဲ့ပလန်တီအိုးမွေးရင်နှဖြစ်စေပါကျွန်တော်အသက်ရှင်ခြင်းတွေနှလုံးသားတွေကစီးထွက်စေပါသခင်ကိုကြွေးတယ်လို့ကျွန်တော်ကိုကြွေးစေပါသခင်ခံစားတယ်လို့ကျွန်တော်ခံစားစေပါသခင်ရှောင်းခဲလန်တော်တာအိုးဆုံးပြည့်ရွှေချဲတဲ့ဒါကျွန်တော်ရဲ့စိတ်ဆန္ဒလုံသားတွေကနေဒီနေ့ဘုရားကိုထပ်ပြောရအောင်အနေချင်းဆုံးသောနေရာအနေချင်းဆုံးသောနေရာသခင်မြတ်မောက်တော်တဲ့မှာကိုယ်တော်ရဲ့တိုင်းတော်အတွင်းဆုံးမှာတလုံးရှိခြင်းတဲ့ကိုယ်တော်ဖွင့်ပြတော်ရာအမြဲတမ်းချခြင်းတဲ့အလိုချင်ဆုံးနဲ့ကိုယ်တော်ပဲအလိုချင်ဆုံးတော်အရာသခင်ရဲ့တည်းနဲ့တူဖို့ကွယ်ကိုယ်တော်ရဲ့တည်းတရားပြီးတဲ့ရတူခြင်းဇာတိပြစိတ်ဆန္ဒကိုယ်တော်မနဲ့တော်ရာပုံသွင်းပြုပြန်ပါအလုံးတန်ကိုလင်းလို့ဒီဘုရားကိုပြောရအောင်ငါဆိုရဲမာနာလေငါဆိုရဲမာနာတွေခွာချပြီးဇာတိတို့ဘောတွေကတိုင်းတဲ့တင်သက်ပြီးဒီနှလုံးသားရဲ့ပလန်တီသခင်အတွက်ဖြစ်စေပါကျွန်တော်အသက်ရှင်ခြင်းတွေနှလုံးသားတွေကစီထွက်စေပါသခင်ကိုကြွေးတယ်လို့ကျွန်တော်ကိုကြွေးစေပါသခင်ခံစားတယ်လို့ကျွန်တော်ခံစားစေပါသခင်ရှောက်ခဲလမ်းတော်တာအိုးဆုံးပြည့်ရွှေချဲတဲ့ဒါကျွန်တော်ရဲ့စိတ်ဆန္ဒတပြောပါအောင်ငါဆိုတဲ့မာနာတွေခွာချပြီးဇာတိတို့ဘောတွေကတိုင်းတဲ့တင်သက်ပြီးဒီနှလုံးသားရဲ့ပလန်တီမွေးရနှဖြစ်စေပါကျွန်တော်အသက်ရှင်ခြင်းတွေနှလုံးသားတွေကစီးထွက်စေပါခင်ကိုကြွေးတယ်လို့ကျွန်တော်ကိုကြွေးစေပါသခင်ခံစားတယ်လို့ကျွန်တော်ခံစားစေပါသ
the kisha kelando da oh so piaje chere doesn't know yes say sanda ဒီနေ့ကျမတို့တယောက်ချင်းတိုင်းမိမိရဲ့ရင်ပတ်ပေါ်မှာလက်ကိုတင်ထားကြအောင်ကိုတော်ဘုရားဟိုကျွန်တော်ရဲ့နှလုံးသားကိုတော်နဲ့တူခြင်းနဲ့ကျွန်တော်ရဲ့နှလုံးသားကိုတော်ကဲ့သို့ကျေဝန်းခြင်းနဲ့ကျွန်တော်ရဲ့နှလုံးသားကိုတော်ကဲ့သို့ဖြူစင်ခြင်းနဲ့ကျွန်တော်ရဲ့နှလုံးသား